အားလုံးပဲမင်္ဂလာပါခုတစ်ခါမှာတော့ကျွန်တော်ကန်ကောင်းစေတဲ့ကြယ်လေးတွေခေါင်းနီးလေးပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ကျိုးရဲ့အစာလေးကိုပေါ့နော်အခုလိုမျိုးကျွန်တော်ဗီဒီယိုမှာပြထားတဲ့အတိုင်းခြိလိုက်ပါမယ်တောင်9000ကြာနေဖို့လိုပါတယ်တခြားလေးတင်းကျပ်နေအောင်ပေါ့နော်တောင်ကျအောင်တခြားလေးခြိပေးပါမယ်အဲ့ဒါမှကြယ်လေးကတောင်လေးရဲ့ညီညာညာနဲ့ပေါ့နော်လာမှာဖြစ်ပါတယ်တောင်ကျသွားပြီဆိုရင်ကျွန်တော်တို့စပြီးတော့ပတ်ပါမယ်သူ့ရဲ့လမ်းကြောင်းတိုင်းပေါ့နော်စက်ကူအရှည်ကုန်တဲ့အထိကျွန်တော်တို့ပတ်ပေးပါမယ်ကျွန်တော်ခုသုံးထားတဲ့စက်ကူကတော့အရှည်က26 cm ပေါ့နော်အကျယ်ကတော့1 cm ပါဒီစက်ကူအရှည်ကုန်တဲ့အထိခုလိုမျိုးတခြားလေးပေါ့နော်စိတ်ရှည်လေးနဲ့တင်းကျပ်နေအောင်ပတ်ပေးပါမယ်နောက်ဆုံးနေရာရောက်ရင်ကျွန်တော်တို့ပုံနေတဲ့အဖျားနားလေးကိုပေါ့နော်ခုလိုမျိုးထိုးထည့်ပါမယ်အဲ့ဒါမှကျယ်ကပြုတ်ထွက်မှာပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ကျယ်လေးကိုဖောင်းဖောင်းလေးနဲ့လှလှလေးဖြစ်နေအောင်တောင်လေးတွေကိုပေါ့နော်ခုလိုမျိုးလက်မနဲ့လက်ညှိုးလေးနဲ့လိုက်ပြီးတော့ချွန်ပြီးတော့ဖိပေးပါမယ်ဒါဆိုရင်ကျယ်လေးကဖောင်းဖောင်းလေးနဲ့ပေါ့နော်တောင်လေးတွေလည်းပေါ်ပြီးတော့လှလှလေးဖြစ်နေမှာဖြစ်ပါတယ်ခုဆိုရင်တော့ရန်လာတဲ့ကျယ်လေးရတော့ပါပြီခုဗီဒီယိုလိုမျိုးစက်ကူနယ်နဲ့အယုံလေးတွေလည်းကူခေါင်းလေးလေးတွေဆက်ပြီးတော့တင်ပေးတော့မှာမို့ချိုင်းနေတတ်တယ်ဆိုရင်အကောင့်လေးကို follow လုပ်ခဲ့ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်